အားလုံးပဲတစ်ခါတလေကြရင်ဒီအချက်ကိုစဉ်းစားဘူးလားဗျကျွန်တော်တို့တရက်ဘာမှမသိပဲအလုပ်တွေကိုစီရှုပ်ပြီးတိုင်ပတ်နေကြတဲ့ချိန်မှာတန်းနဲ့ရှိတဲ့လူတွေကိုစက္ကန့်ပိုင်းတွင်ပြာဖြစ်သွားအောင်လုံးနိုင်တဲ့ခလုတ်တစ်ခုကိုကဘာကြီးရဲ့တနေရာမှာလူတစုကနှိပ်ဖို့အတွက်အမြဲတမ်းအစင်သစ်ဖြစ်နေတဲ့ဆိုတဲ့အချက်ကိုပေါ့အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီနျူကလ িয়ার လက်နက်တွေအကြောင်းပြောကြရအောင်ဒီနေ့ဗီဒီယိုမှာပြောသွားမယ့်အချက်လက်တွေကို Al Jazeera English ကနေအဓိကအကူအကားယူထားပါတယ်အခုချိန်မှာဆိုရင်ကဘာပေါ်မှာဒီနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ထားတာကနိုင်ငံပေါင်း9ခုပဲရှိပါတယ်ဒီထဲမှာအမေရိကန်တနိုင်ငံကပဲဒီလက်နက်ကိုစစ်ပွဲထဲမှာတကယ်အသုံးချခဲ့တာဖြစ်ပါတယ်ဒါကတော့အရင်ကနာမည်ကြီးခဲ့တဲ့1945ခုနှစ်မှာဖြစ်ခဲ့တဲ့ဂျပန်ဟီရိုရှီးမားမြို့နဲ့နာဂါဆာကီမှာအမေရိကန်တွေပုံချခဲ့တဲ့ဖြစ်ပျက်ပဲဖြစ်ပါတယ်ဒီဘုံကိုဂျပန်မှာအမေရိကန်တွေချခဲ့တော့ကဆိုလို့ရှိရင်မြစ်စစ်တမိတ်အတွင်းမှာပဲအမျိုးသားတွေမျိုးသမီးတွေနဲ့ကလေးတငယ်ပေါင်း9000ကျော်တွေဟာတည်ဆုံးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ပဲအဲ့ဒီလိုဖြစ်ဆိုးမျိုးတွေထပ်ပြီးမဖြစ်လာဖို့အတွက်ဒုတိယကမ္ဘာစစ်ပွဲပြီးလို့စစ်ရေးတိုက်ပွဲကာလကိုကျော်သွားတဲ့အခါမှာနျူကလ িয়ার နဲ့ပတ်သက်ပြီးကြက်မတ်စီကန်းရှိသုံးချဖို့အတွက်တကမ္ဘာလုံးအနိုင်ငံတွေကစီကန်းတွေထုတ်လာကြပါတယ်အဓိကကတော့နျူကလ িয়ার လက်နက်တွေကိုထပ်ပြီးမထုတ်တော့ဖို့နဲ့လက်ရှိနေပြီးသားလက်နက်တွေဆိုလို့ရှိရင်လည်းတဖြည်းဖြည်းချင်းစီလျှော့ချပြီးနောက်ဆုံးမှလုံးဝပျောက်ကွယ်သွားတဲ့အနေအထားမျိုးသွားဖို့အတွက်စီကန်းထုတ်တာဖြစ်ပါတယ်အဲ့တော့ကမ္ဘာကြီးကလည်းတဖြည်းဖြည်းနဲ့အေးချမ်းလာမှာပေါ့ဒါပေမဲ့အခုချိန်မှာတော့နျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကသူတို့ရဲ့လက်နက်တွေကိုထပ်ပြီးအဆင့်မြင့်လာကြပါတယ်ဒါကအရင်တော့ကသူတို့ပြောခဲ့တဲ့လျှော့ချမယ်ဆိုတဲ့စကားနဲ့လုံးဝတလူကြီးဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ပဲနျူကလ িয়ার လက်နက်ကိုမပိုင်ထားတဲ့ကမ္ဘာတခြားနိုင်ငံတွေကစိုးရိမ်စိတ်တွေဝင်ပြီးတော့ဒီနိုင်ငံကြီးတွေပေါ်မှာတန်တရားစိတ်တွေဝင်နေကြပါတယ်နျူကလ িয়ার လက်နက်တွေကိုလျှော့ချမယ်လို့ပြောခဲ့တဲ့ဒီအင်အားကြီးနိုင်ငံတွေကဘာကြောင့်မလို့အခုချိန်ကျမှအစိတ်တွေမြင့်ပြီးနင်းငံထုတ်နေကြလဲဆိုတဲ့အချက်ကိုကျွန်တော်တို့ကောင်းကောင်းနားလည်ဖို့အတွက်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့1962ခုနှစ်စစ်ရေးတိုက်ပွဲအချိန်ကိုတစ်ချက်လောက်သွားကြရအောင်အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုရဲ့စစ်ရေးတိုက်ပွဲကြီးကအထို့ထိပ်ကိုတာဆူနေတဲ့အချိန်မှာပဲအမေရိကန်နားမှာရှိတဲ့ကျူဘားမှာဆိုဗီယက်ရဲ့နျူကလ িয়ার ဒုံးပျံစင်တွေကိုတိစောက်နေတယ်ဆိုတာကိုအမေရိကန်ထောင်လှမ်းရေးလေယာဉ်တွေကတွေ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကျူဘားကတော့တကမ္ဘာလုံးခေါင်းဆောင်တွေရဲ့အာယုံစိုက်စရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီအချိန်မှာအမေရိကန်သမ္မတဂျွန် F. Kennedy ကတော့နျူကလ িয়ার လက်နက်တွေကိုတည်ဆောင်လာတယ်ဆိုပြီးသူတို့ယုံကြည်ထားတဲ့ကျူဘားကိုဦးတည်ပြီးလာနေတဲ့ဆိုဗီယက်သင်္ဘောတွေကိုကြားဖြတ်သွားပြီးတားဖို့အတွက်အမေရိကန်စစ်သင်္ဘောတွေကိုမိတ်ပေးလိုက်ပါတယ်ဒါကိုဆိုဗီယက်တွေဘက်ကလည်းသူတို့ကိုရန်စတယ်လို့ယုံကြည်လိုက်ပြီးတော့ပြန်ပြီးတုတ်ပြန်လာပါတယ်အဲ့ဒီမှာအချိန်73ရက်လောက်သူတို့တွေအချင်းချင်းအငင်းပွားမှုတွေဖြစ်နေကြတာမို့လို့ကဘာကြီးကဘယ်ချိန်မှာနျူကလ িয়ার စစ်ပွဲကြီးထားဖြစ်လာမလဲဆိုတဲ့အကြောက်တရားစိတ်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဒီအချိန်မှာတန်းနဲ့ရှိတဲ့အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုကပြည်သူတွေအားလုံးကလည်းသူတို့မိသားစုတွေဘေးကင်းပြီးတော့လုံခြုံနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးအရင်ကစိုးရိမ်ခဲ့ကြတဲ့အချိန်တစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီကျူဘားနျူကလ িয়ার လက်နက်ပြဿနာကိုအမေရိကန်နဲ့ဆိုဗီယက်တွေကတယောက်နဲ့တယောက်စကားပြောကြတဲ့တန်တမန်ပေးယူနေပဲအေးစစ်စစ်ဖြေရှင်းနိုင်ခဲ့ပါတယ်အဲ့တော့မလိုလားရတဲ့ပြဿနာတွေကြီးကြီးမားမားတော့ဖြစ်မသွားခဲ့ပါဘူးဒါပေမဲ့အခုလိုမျိုးပြပြလေးလေးနဲ့ဖြစ်သွားဖို့အတွက်ကသူတို့နှစ်ယောက်စလုံးကတယောက်နဲ့တယောက်အလျှော့ပေးလိုက်ရတဲ့အချက်တွေအများကြီးရှိပါတယ်ဥပမာဆိုလို့ရှိရင်ဆိုဗီယက်ကကျူဘားမှာရှိတဲ့သူတို့ရဲ့ဒုံးပျံတွေကိုပြန်ဖြုတ်ပေးရတယ်အမေရိကန်ဘက်ကလည်းကျူဘားကိုဘယ်တော့မှမတိုက်ဘူးဆိုပြီးကတိတွေပေးခဲ့ရတာဖြစ်ပါတယ်နောက်ပြီးတော့တူရကီမှာအမေရိကန်တွေလာစိုက်ထားတဲ့ဒုံးပျံတွေကိုလည်းလျှို့ဝှက်ပြီးဖြုတ်ပေးရမယ်ဆိုပြီးတော့သဘောတူခဲ့တာဖြစ်ပါတယ်ဒါကတော့လူသိနေတဲ့နောက်တစ်ချက်ပါကျူဘားအဖြစ်အပျက်ကိုသင်ခန်းစာယူပြီးတော့ဒါမျိုးတွေထပ်ပြီးမဖြစ်ရအောင်ဆိုပြီးတော့1968ခုနှစ်မှာနျူကလ িয়ার လက်နက်ဆက်လက်ပြီးမပြန့်ပွားရေးစာချုပ်ကြီး NPT ကိုစပြီးတော့အကောင့်ထဲပို့ဖို့ဖြစ်လာပါတယ်အဲ့ဒီမှာနောက်အချိန်နှစ်အတွင်းမှာတော့ဒီ NPT စာချုပ်ကြီးကိုတရားဝင်သူတို့တွေစတင်လိုက်ကြပါတယ် NPT ရဲ့ရှေ့ကောက်ကတော့ Nuclear Non-Proliferation Treaty လို့ခေါ်တဲ့နျူကလ িয়ার လက်နက်ဆက်လက်မပြန့်ပွားရေးစာချုပ်ကြီးပဲဖြစ်ပါတယ်သဘောကတော့ဒီနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးတွေကသူတို့ရဲ့လက်နက်တွေကိုတဖြည်းဖြည်းချင်းစီနဲ့ရှုတ်ချသွားပြီးနောက်ဆုံးမှာတော့ကဘာကြီးကလုံးဝကိုအေးချမ်းသွားတဲ့အနေအထားမျိုးကိုဥတီဖို့ပဲဖြစ်ပါတယ်အခု2026ခုနှစ်အချိန်မှာဆိုလို့ရှိရင်တော့ကဘာပေါ်ကနိုင်ငံပေါင်း192နိုင်ငံကဒီ NPT စာချုပ်ထဲမှာလက်မှတ်ထိုးထားကြပါတယ်ဒီထဲမှာအမေရိကန်ရုရှားတရုတ် UK နဲ့ပြင်သစ်အဲ့ဒီနိုင်ငံ၅ခုကတော့နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ကြပြီးတော့ NPT စာချုပ်ထဲမှာ1968ခုနှစ်ကတည်းကလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်ဒီနေရာမှာတချို့စာချုပ်ထဲမှာပါတဲ့လူတွေရှိပါတယ်ဗျဥပမာဆိုရင်မြောက်ကိုရီးယားဆိုလို့ရှိရင်2003ခုနှစ်မှာ NPT စာချုပ်ကနေသူကနှုတ်ထွက်လိုက်ပါတယ်နောက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်အစ္စရေးတွေကတော့ဒီစာချုပ်ထဲမှာလုံးဝလက်မှတ်မထိုးခဲ့ကြပါဘူးအဲ့တော့လက်ရှိကမ္ဘာပေါ်မှာနျူကလ িয়ার ပိုင်ဆိုင်ထားတဲ့နိုင်ငံ9နိုင်ငံထဲမှာ9နိုင်ငံကတော့ NPT စာချုပ်ထဲမှာပါနေပြီးတော့ကျန်တဲ့4နိုင်ငံထဲမှာမြောက်ကိုရီးယားကတော့နှုတ်ထွက်လိုက်တယ်နောက်ပြီးအိန္ဒိယအစ္စရေးနဲ့ပါကစ္စတန်တွေကတော့အရင်ကတည်းကလုံးဝလက်မှတ်မထိုးခဲ့တာဖြစ်ပါတယ်ဒီနေရာမှာထူးခြားတာတစ်ခုကတော့အစ္စရေးကသူ့ကိုယ်သူနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတယ်ဆိုပြီး
လုံးဝအထုတ်ပြောခဲ့တာမရှိပါဘူးဒါပေမဲ့တကမ္ဘာလုံးကနိုင်ငံတွေအားလုံးကတော့အစ္စရေးမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတယ်ဆိုတာကိုအပြည့်အဝယုံကြည်ထားတာဖြစ်ပါတယ်ဒီ NPT စာချုပ်ကနျူကလ িয়ার နဲ့ပတ်သက်လာရင်အကုန်လုံးကိုတားထားတာလားလို့မေးရင်တော့အဲ့လိုလည်းမဟုတ်ပါဘူးနျူကလ িয়ার နည်းပညာတွေကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့လက်နက်မဟုတ်တဲ့တခြားနေရာတွေမှာသုံးမယ်ဆိုလို့ရှိရင်တော့သူတို့ကခွင့်ပြုထားပါတယ်ဥပမာလျှက်စစ်ထုတ်တဲ့နျူကလ িয়ার စွမ်းအင်တွေဆေးပညာတွေစိုက်ပျိုးရေးတွေအဲ့လိုနည်းပညာတွေမှာဆိုလို့ရှိရင်တော့ဒီစာချုပ်ကမတားထားပါဘူးဒီစည်းကမ်းတွေကိုဘယ်သူကကောင်းကောင်းလိုက်နာလဲဘယ်သူကချိုးဖောက်နေလဲဆိုတာကိုစောင့်ကြည့်ဖို့အတွက်ကိုလည်းကမ္ဘာနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA International Atomic Energy Agency လို့ခေါ်တဲ့အဖွဲ့ကြီးကိုသူတို့ကထောင်ထားပါတယ်တကယ်လို့မှနိုင်ငံတနိုင်ငံက NPT စာချုပ်ကိုချိုးဖောက်နေတာမိသွားမယ်ဆိုလို့ရှိရင်တော့တကမ္ဘာလုံးရဲ့ဝိုင်းကျဉ်တာကိုခံရပြီးတော့စီးပွားရေးပိတ်ဆို့တာကိုခံရမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲတချို့နိုင်ငံတွေဆိုလို့ရှိရင်နျူကလ িয়ার လက်နက်ကိုလိုချင်ကြပေမဲ့လည်းစပြီးမလုပ်ရကြတာဖြစ်ပါတယ်နောက်ပြီးတော့ဒီနျူကလ িয়ার လက်နက်နည်းပညာတွေကထုတ်လုပ်ရေးကုန်ကျစရိတ်ကလည်းအများများပါတယ်ဒီလက်နက်ကိုလုပ်ဖို့အတွက်ကထိပ်သီးသိပ္ပံပညာရှင်တွေရှိရမယ်နျူကလ িয়ার လောင်စာကြောင်းတွေကကောင်းကောင်းလေးရှိရမယ်နောက်ဆုံးဓာတ်တွေကိုထုတ်လုပ်ဖို့အတွက်အခြေခံအဆောက်အအုံတွေစက်ရုံကြီးတွေရှိရမယ်တကယ်လို့မှဘုံကိုလုတ်ပြီးသွားပြီဆိုလို့ရှိရင်လည်းအဲ့နေရာမှာမပြီးသေးဘူးဒီဘုံကိုပို့ချင်တဲ့နိုင်ငံစီကိုအရောက်ပို့ပေးနိုင်တဲ့ဒုံးပြန်တွေလေယာဉ်တွေကလည်းလိုအောင်မှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ခဏထားလိုက်မယ်ဆိုလို့ရှိရင်ပထမအဆင့်ဖြစ်တဲ့နျူကလ িয়ার လက်နက်ကိုထုတ်ဖို့အတွက်တောင်မှပဲတော်တော်ခက်ခဲနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပဲနိုင်ငံတစ်ခုအနေနဲ့နျူကလ িয়ার လက်နက်တိုက်တစ်ခုကိုစောက်ဖို့ဆိုတာကတော်တော်မလွယ်တဲ့လုပ်ရတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အခုချိန်ထက်ထိတော့နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်မထားတဲ့နိုင်ငံတချို့တွေကဒီလက်နက်ကိုလိုချင်နေကြပါတယ်အဓိကတော့လုံခြုံရေးအကြောင်းပြချက်ကြောင့်ပဲဖြစ်ပါတယ်ဗျတကယ်လို့မှနိုင်ငံတနိုင်ငံကနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်သွားပြီဆိုလို့ရှိရင်တော့ဘယ်နိုင်ငံကမှသူ့ကိုတိုက်ရိုက်လာပြီးစစ်မတိုက်ရတော့ပါဘူးနျူကလ িয়ার လက်နက်ကအဲ့ဒီနိုင်ငံအတွက်အကြီးမားဆုံးအကာအကွယ်တစ်ခုဖြစ်သွားပါပြီတခြားတာမန်နိုင်ငံတွေမပြောနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုကတော့မှပဲအဲ့ဒီနိုင်ငံကိုစစ်လာတိုက်ဖို့အတွက်ကတော်တော်စဉ်းစားယူရပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံနှစ်ခုဟာအချင်းချင်းစစ်ဖြစ်ကြတော့မယ်ဆိုလို့ရှိရင်ဘယ်သူမှနိုင်တော့မှာမဟုတ်ပဲနဲ့နှစ်ယောက်စလုံးကအခြေအမွပျက်စီးတော့မှာဖြစ်ပါတယ်ဒါကြောင့်ပဲသူ့ကိုငါသွားပြီးစစ်တိုက်မယ်ဆိုလို့ရှိရင်ငါကလည်းပြာဖြစ်သွားနိုင်တယ်ဆိုတဲ့အသိစိတ်ကအမြဲတမ်းကက်နေတာမို့လို့နိုင်ငံတနိုင်ငံကနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတာကစစ်ပွဲမဖြစ်အောင်တားဆီးပေးနိုင်တယ်ဆိုတဲ့သဘောတရားလည်းတွားရောက်ပါတယ်ဒီအတွက်အကောင်းဆုံးဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်ကိုကြည့်လို့ရပါတယ်ဒီနှစ်နိုင်ငံကအရင်တော့ဆိုလို့ရှိရင်နေဆက်မှာကြီးကြီးကျယ်ကျယ်ပြဿနာတွေတက်ခဲ့တာခဏခဏရှိခဲ့တယ်ဆိုပေမဲ့လည်း1982ခုနှစ်နောက်ပိုင်းမှာတော့အဲ့ဒီနှစ်နိုင်ငံစလုံးကပြဿနာတွေကြီးကြီးမားမားဖြစ်မနေတော့ပါဘူးဘာလို့လဲဆိုလို့ရှိရင်တော့နှစ်နိုင်ငံစလုံးကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်နှစ်ယောက်စလုံးကနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတဲ့ချက်ကပဲအိန္ဒိယနဲ့ပါကစ္စတန်ကိုပြဿနာတွေကြီးကြီးမားမားမဖြစ်စေတဲ့တော့ချက်တစ်ခုဖြစ်ပါတယ်ဆိုပြီးပညာရှင်တချို့ကခံမှန်းထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီအယူဆကလူတိုင်းအတွက်တော့မမှန်နိုင်ပါဘူးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကပိုပြီးများလာမယ်ဆိုလို့ရှိရင်တော့ဒီနျူကလ িয়ার လက်နက်တွေကိုအချိန်မရွေးပြစ်လွှတ်နိုင်တဲ့ခလုတ်ကိုနှိပ်နေကြတဲ့လက်ချောင်းတွေကပိုပြီးများလာမှာမို့လို့တကယ်လို့မှဒီတယောက်ကစိတ်ဖောက်ပြန်ပြီးနှိပ်ချလိုက်မယ်ဆိုလို့ရှိရင်တော့အနေအထားတွေကကျွန်တော်တို့ထင်မထားတယ်လို့ဖြစ်သွားနိုင်ပါတယ်နောက်ပြီးတော့နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်မထားတဲ့နိုင်ငံတချို့အတွက်ကိုလည်းနေရထိုင်ရစိတ်အေးရအောင်ဆိုပြီးတော့အမေရိကန်ကသူတို့ရဲ့နျူကလ িয়ার ထိရိပ်အောက်မှာထည့်ထားပေးပါတယ်ဒါကတော့အမေရိကန်နျူကလ িয়ার ထိရိပ် US Nuclear Umbrella System ပဲဖြစ်ပါတယ်ဆိုလိုတာကတော့အမေရိကန်ရဲ့ထိရိပ်အောက်မှာရှိနေတဲ့နိုင်ငံတွေကိုတခြားနိုင်ငံကလာပြီးတိုက်မယ်ဆိုလို့ရှိရင်အမေရိကန်ဘက်ကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုသုံးပေးဖို့ဝန်မလေးဘူးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်အမေရိကန်ရဲ့ဒီနျူကလ িয়ার ထိရိပ်အောက်မှာရှိနေတဲ့နိုင်ငံတွေကတော့နေတိုအဖွဲ့ဝင်32နိုင်ငံလုံးရဲ့ဂျပန်ရဲ့တောင်ကိုရီးယားနဲ့နောက်ပြီးအမေရိကန်နဲ့လုံခြုံရေးမဟာမိတ်တွေဖွဲ့ထားကြတဲ့ဩစတြေးလျပါပါတယ်အဲ့တော့အနည်းဆုံးနိုင်ငံပေါင်းစုစုပေါင်း30ကျော်လောက်ကအမေရိကန်ရဲ့ဒီနျူကလ িয়ার ထိရိပ်အောက်မှာရှိနေတာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့အမေရိကန်ရဲ့ဒီနျူကလ িয়ার ထိရိပ်အောက်မှာရှိနေကြတဲ့နိုင်ငံတွေအမေရိကန်ကိုအားကိုးလို့ရမရဆိုတာနဲ့ပတ်သက်ပြီးတော့တန်တရားတွေစပြီးဝင်လာကြပါတယ်ဘာလို့လဲဆိုတော့သမ္မတဒေါ်နယ်ထရမ့်ကအပြောနဲ့လုံမညီတဲ့ပုံစံလေးတွေလုပ်နေတာကြောင့်မလို့ပါသမ္မတဒေါ်နယ်ထရမ့်ဘက်ကသူတို့အမေရိကန်တွေကဒီထိရိပ်အောက်မှာရှိနေတဲ့နိုင်ငံတွေကိုအလကားကာကွယ်ပေးနေတာမဟုတ်ဘူးအဲ့တော့သူ့အရေးအောက်မှာနေရှင်တယ်ဆိုလို့ရှိရင်တော့ကာကွယ်ရေးစရိတ်တွေကိုပို့ပြီးစိုက်ရမယ်မစိုက်ဘူးဆိုလို့ရှိရင်တော့ကာကွယ်ပေးခြင်းမှာပေးမယ်ဆိုတဲ့လေသံမျိုးကိုခဏခဏပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာဘာသွားဖြစ်လဲဆိုလို့ရှိရင်တော့အရင်ကလုပ်ခဲ့တဲ့ထိရိပ်အောက်မှာရှိနေတဲ့နိုင်ငံတွေအကုန်လုံးကိုအမြဲတမ်းကာကွယ်ပေးမယ်ဆိုတဲ့နေရာမှာအခြေအနေကြည့်ပြီးမှကာကွယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးပြောင်းသွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပဲအမေရိကန်ရဲ့ဒီနျူကလ িয়ার ထိရိပ်ကတိတ်ပြီးစိတ်မချရတော့ဘူးဆိုပြီးတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့ဥရောပပြင်သစ်နိုင်ငံကရှေ့ထွက်လာခဲ့ပါတယ်ပြင်သစ်ဘက်ကသူတို့မှလည်းနျူကလ িয়ার လက်နက်ရှိတယ်ဥရောပရဲ့လုံခြုံရေးအတွက်တကယ်လို့လိုအပ်လာခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့လက်နက်ကိုအာမခံတစ်ခုအနေနဲ့သုံးလို့ရတယ်ဆိုပြီးတော့အမေရိကန်ရဲ့နေရာမှာတစိမ့်တစ်ပိုင်းဝ
ဝင်ပြီးအစားထိုးလာခဲ့ပါတယ်။မကြပါဘူး UK ကလည်းပြင်သစ်လိုမျိုးလှုပ်လာပါတယ်။ကမ္ဘာကြီးကအရင်လိုမျိုးမအေးချမ်းတော့ဘူးဆိုပြီးတော့ UK ကသူတို့မှရှိတဲ့နျူကလ িয়ার ဒုံးမြန်တွေကိုအရေးအတွက်တိုးလိုက်ဖို့နဲ့နီးပညာစိတ်မြင့်ဖို့ဆုံးဖြတ်ချက်တွေချလိုက်ပါတယ်။နောက်ပြီးပြင်သစ်လိုမျိုးပဲလိုအပ်လာခဲ့မယ်ဆိုလို့ရှိရင်ဥရောပနိုင်ငံတွေအတွက် UK ရဲ့နျူကလ িয়ার လက်နက်တွေကိုအာမခံတစ်ခုအနေနဲ့ထားပေးမယ်ဆိုတာမျိုးဖြစ်လာပါတယ်။အမှန်တော့ပြင်သစ်နဲ့ UK ဒီနှစ်နိုင်ငံစလုံးကိုပေါင်းလိုက်ရင်တောင်မှပဲသူတို့ရဲ့နျူကလ িয়ার အင်အားတွေကအမေရိကန်နဲ့ရှင်ဘာမှမဟုတ်နေပါဘူး။ဒါကြောင့်မလို့ပဲသူတို့အခုသွားတဲ့ UK ကအမေရိကန်ရဲ့နျူကလ িয়ার ထီးရိပ်ကိုလုံးဝအစားထိုးလိုက်တာမျိုးမဟုတ်ပဲနဲ့လိုအပ်လာခဲ့မယ်ဆိုလို့ရှိရင်တော့တကယ်လို့အမေရိကန်ကတိတ်ပြီးအားကိုးလို့မရဘူးဆိုလို့ရှိရင်သူတို့ကိုလည်းအရေးပေါ်အနေနဲ့သုံးလို့ရတယ်ဆိုတာမျိုးဖြစ်ပါတယ်။အဲ့တော့အမေရိကန်ရဲ့နျူကလ িয়ার ထီးရိပ်ကိုလည်းဥရောပတွေအတွက်ပင်မနျူကလ িয়ার အကာအကွယ်အနေနဲ့ထားရမယ်။တကယ်လို့မှအဲ့ဒါကြီးကစိတ်မချရဘူးဆိုလို့ရှိရင်တော့သူတို့ရဲ့ကိုယ်ပိုင်နျူကလ িয়ার လက်နက်တွေကိုအာမခံတစ်ခုအနေနဲ့အသုံးချမယ်ဆိုတာမျိုးဖြစ်ပါတယ်။ဒီမှာပြင်သစ်နဲ့ UK ဖြစ်ကိုကျွန်တော်တို့မြင်လိုက်တဲ့အတိုင်းပဲနိုင်ငံတစ်ခုအနေနဲ့နျူကလ িয়ার လက်နက်ကိုပိုင်ထားမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခုချဖို့အတွက်ကအမေရိကန်ရဲ့မျက်နှာကိုတိတ်ပြီးကြည့်နေစရာမလိုတော့ပါဘူး။ဘာလို့လဲဆိုတော့နိုင်ငံတစ်ခုကနျူကလ িয়ার လက်နက်ကိုပိုင်ထားမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ခံယူထားလို့ပဲဖြစ်ပါတယ်။နောက်ပြီးကမ္ဘာတခြားနိုင်ငံတွေကလည်းအဲ့ဒီနျူကလ িয়ার လက်နက်ပိုင်ထားတဲ့နိုင်ငံတစ်ခုအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့အတိအမှတ်ပြုထားကြပါတယ်။ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်တုန်းကဆိုလို့ရှိရင်အမေရိကန်၊ဆိုဗီယက်၊ UK ပြင်သစ်နဲ့တရုတ်ဒီစစ်နိုင်ခဲ့တဲ့နိုင်ငံ၅ခုကလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်လာခဲ့ကြပါတယ်။နောက်ပြီးတော့သူတို့တွေကနျူကလ িয়ার ပိုင်ထားတဲ့နိုင်ငံတွေကိုအင်အားကြီးနိုင်ငံဆိုတဲ့ဂုဏ်ပုတ်တစ်ခုအနေနဲ့မြင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီး NPT စာချုပ်ရဲ့ပြင်ပမှာရှိနေတဲ့တခြားနိုင်ငံတွေဆိုလို့ရှိရင်လည်းတကယ်လို့မှနျူကလ িয়ার လက်နက်ကိုပိုင်ထားမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့အင်အားကြီးနိုင်ငံတစ်ခုလိုပဲသတ်မှတ်ထားတာဖြစ်ပါတယ်။ဥပမာအိန္ဒိယဆိုလို့ရှိရင်သူတို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့တရုတ်လိုမျိုးနျူကလ িয়ার လက်နက်တွေကိုပိုင်သွားပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုသူတို့ဒန်းတူအင်အားကြီးနိုင်ငံတစ်ခုလိုပဲမြင်လာကြတာဖြစ်ပါတယ်။ဒါကြောင့်ပဲဘယ်သူမျက်နှာမှာကြီးစရာမလိုပဲကြီးမားတဲ့ဆုံးဖြတ်ချက်တွေကိုကိုယ်ပိုင်ချနိုင်တဲ့အင်အားကြီးနိုင်ငံဆိုတဲ့ဂုဏ်ပုတ်ကိုရဖို့အတွက်နျူကလ িয়ার လက်နက်တွေကိုတော်တော်များများလိုချင်ကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီလက်နက်တွေကိုခွင့်ပြုချက်မရှိပဲမရရအောင်လုပ်မယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးရရောစီးပွားရေးရရောထိခိုက်မှုတွေကကြီးကြီးမားမားကိုရှိနေပါတယ်။တကယ်လို့မှနိုင်ငံတနိုင်ငံက NPT စာချုပ်ကိုဖောက်ဖျက်ပြီးတော့နျူကလ িয়ার လက်နက်တွေကိုလုပ်ဖို့ကြိုးစားမယ်။ဒါမှမဟုတ်စာချုပ်ကနေနှုတ်ထွက်မယ်ဆိုလို့ရှိရင်တကမ္ဘာလုံးရဲ့ပြင်းပြင်းထန်ထန်ပိတ်ဆို့မှုတွေနဲ့နိုင်ငံတကာရဲ့ဖယ်ကျဉ်တာကိုခံရတော့မှာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားဆိုလို့ရှိရင်သူတို့မှာနျူကလ িয়ার ထိပ်ဖူးပေါင်းဒါဇင်နဲ့ချီပြီးရှိတယ်ဆိုပေမဲ့ဒီလိုမျိုးပိုင်ဆိုင်ခွင့်ရဖို့အတွက်ကစီးပွားရေးပိတ်ဆို့မှုတွေဖယ်ကျဉ်မှုတွေအများကြီးသူတို့ခံခဲ့ရပါတယ်။ဒါကြောင့်ပဲဒီလက်နက်တွေကိုမပိုင်ထားတဲ့နိုင်ငံတစ်ခုအနေနဲ့စပြီးတော့ထုတ်မယ်လို့ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက်ကတော်တော်မလွယ်တဲ့လုပ်ရတစ်ခုဖြစ်ပါတယ်။ကဲအခုဆိုလို့ရှိရင်ကမ္ဘာသတင်းခေါင်းကြီးပိုင်းတွေမှာခဏခဏပါနေတဲ့အီရန်ရဲ့ကိစ္စကိုကျွန်တော်တို့တခြားလောက်ဝင်ကြည့်လိုက်အောင်။အီရန်က NPT အဖွဲ့ဝင်ဖြစ်တယ်လို့ IAEA နျူကလ িয়ার စစ်ဆေးရေးဖွဲ့တွေဘက်ကလည်းအီရန်မှာလျှို့ဝှက်ထားတဲ့နျူကလ িয়ার လက်နက်တွေရှိတယ်ဆိုတဲ့ထောက်ထားခိုင်ခိုင်မာမာမရှိဘူးဆိုတာမျိုးဆိုထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အီရန်ရဲ့လုပ်ရက်တွေကအမေရိကန်တို့အတွက်တန်တရားဝင်စရာမျိုးတွေဖြစ်နေပါတယ်။အီရန်မှာရှိတဲ့အစိမ့်မြင့်နျူကလ িয়ার စက်ရုံတွေကိုသူတို့ကလျှက်စစ်ထုတ်ဖို့နဲ့ဆေးပညာတွေစိုက်ပျိုးရေးတွေအတွက်ပဲဒီတိုင်းတာမန်ပိုင်းတွေမှာပဲသုံးတယ်လို့ဆိုထားတယ်ဆိုပေမဲ့လည်းဒါကိုအမေရိကန်နဲ့အစ္စရေးရဲ့ဥရောပနိုင်ငံတွေကလုံးဝမယုံကြပါဘူး။အဲ့ဒီမှာသူတို့တွေကတန်တရားတွေဖြစ်ပြီးအငင်းပွားနေကြတာတော်တော်ကြာပါပြီ။သူတို့ကြားမှာမရှင်းဖြစ်နေတဲ့ဒီကိစ္စကိုပြပြလင်းလင်းနဲ့ဖြေရှင်းဖို့အတွက်2015ခုနှစ်တုန်းကဆိုလို့ရှိရင်အီရန်ကကမ္ဘာအင်အားကြီး6နိုင်ငံနဲ့အီရန်နျူကလ িয়ার သဘောတူညီချက်ဆိုတဲ့ JCPOA ကိုလက်မှတ်ထိုးခဲ့ပါတယ်။ဒီစာချုပ်ရဲ့သဘောတူညီချက်အပေးယူကတော့ရိုးရိုးလေးပါပဲ။အီရန်ကနျူကလ িয়ার ထုတ်လုပ်ရေးပိုင်းမှာသုံးတဲ့ယူရေနီယံတန့်စင်မှုတွေကိုကန့်သတ်ထားမယ်။ IAEA ရဲ့အစစ်ဆေးကိုလည်းခံရမယ်။အဲ့ဒီအတွက်ပြန်လည်နေနဲ့အီရန်ပေါ်မှာသူတို့ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေအကုန်လုံးဖယ်ရှားပေးမယ်ဆိုတာမျိုးပဲဖြစ်ပါတယ်။ဒီသဘောတူညီချက်ကိုလုံးလိုက်ပြီးသိမကြပါဘူး။2018ခုနှစ်မှာသမ္မတဒေါ်နယ်ထရမ့်တက်လာတော့ဒါကသမိုင်းမှာအဆိုးရွားဆုံးသဘောတူညီချက်တစ်ခုပဲဆိုပြီးတော့သူ့ဘက်ကနှုတ်ထွက်လိုက်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ရဲ့အမြင်မှာတော့ဒီစာချုပ်ကအီရန်ရဲ့ဒုံးပြန်စမ်းသပ်မှုတွေကိုလုံးဝမတားနိုင်ခဲ့ဘူး။စာချုပ်ကတက်တန်းကုန်သွားမယ်ဆိုလို့ရှိရင်တော့အီရန်ကသူတို့ရဲ့နျူကလ িয়ার တွေကိုပြန်လုံးမှာပဲ။နောက်ပြီးအီရန်ကသူတို့ရဲ့လှုပ်ဝက်ချက်တွေကိုထင်ရှားထားပြီးအကုန်လုံးကိုချမပြဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အီရန်ကိုမယုံကြည်လို့စာချုပ်ကနေနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါနဲ့ပဲသူတို့အချင်းချင်းညှိထားကြတဲ့ JCPOA စာချုပ်ကြီးကလည်းပြတ်သွားခဲ့ပါတယ်။အမေရိကန်ကအခုလိုမျိုးစာချုပ်ကနေအရင်နှုတ်ထွက်ပြီးအီရန်ကိုစီးပွားရေးပိတ်ဆို့တာတွေလုပ်လိုက်တော့အဲ့ဒီမှာအီရန်ကဘယ်လိုမြင်လဲဆိုလို့ရှိရင် Okay အမေရိကန်တွေကစာချုပ်ရဲ့စည်းကမ်းတွေကိုအရင်ချိုးဖောက်လိုက်တာပဲအဲ့တော့သူတို့အီရန်နေနဲ့သဘောတူညီချက်တွေကိုလိုက်နာစရာမလိုတော့ဘူးဆိုပြီးတော့ယူရေနီယံတန့်စင်မှုတွေကိုအရှိန်နဲ့စပြီးလုပ်လာပါတယ်။နောက်ပြီးအမေရိကန်ကအီရန်နဲ့သဘောတူညီချက်တွေကိုစပြီးနှုတ်ထွက်လိုက်တဲ့အဖြစ်အပျက်တွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကမြောက်ကိုရီးယားလိုနိုင်ငံတွေအတွက်လည်းအမေရိကန်ကိုပိုပြီးမယုံစေတဲ့အချက်တွေဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်လိုနိုင်ငံတစ်နိုင်ငံကခေါင်းဆောင်အသစ်ပြောင်းလိုက်ပြီဆိုတာနဲ့ရှေ့ကခေါင်းဆောင်နဲ့သဘောတူထားတဲ့စာချုပ်တွေအကုန်လုံးကိုပြောင်းပြန်လုပ်ပြလိုက်နိုင်တာမို့ဒါကမြောက်ကိုရီးယားနိုင်ငံအတွက်အမေရိကန်ကိုမယုံစေတဲ့
အချက်တစ်ခုလည်းဖြစ်နေပါတယ်ဒါကြောင့်ပဲအခုဆိုလို့ရှိရင်အီရန်ရဲ့ယူရေနီယံတန်းဆင်မှုအခြေအနေတွေကနျူကလ িয়ার လက်နက်တစ်ခုလုံးနိုင်တဲ့အဆင့်နဲ့အနည်းဆုံးအခြေအနေကိုရောက်လာတာဖြစ်ပါတယ် IAEA ဘက်ကတော့အီရန်တွေက60%အထိတန်းဆင်တဲ့ယူရေနီယံတွေကိုထုံးနိုင်နေပြီလို့သတိပေးလာခဲ့ပါတယ်ဒီအဆင့်ကဘာလဲဆိုလို့ရှိရင်အားလုံးမြင်တာအောင်ဥပမာနဲ့ပြောပြပါမယ်ယူရေနီယံတန်းဆင်မှု3%ကနေ9%အဆင့်ဆိုလို့ရှိရင်ဒါကလျှက်စစ်ထုတ်လုပ်ဖို့အတွက်နဲ့အရက်သားတာမန်သုံးဖို့အတွက်ပဲဖြစ်ပါတယ်အစကတော့အီရန်ကသူတို့ရဲ့နျူကလ িয়ার စက်ရုံတွေကဒီအဆင့်မှာပဲလုပ်တာဆိုပြီးတော့ပြောထားကြတာဖြစ်ပါတယ်တကယ်လို့ယူရေနီယံတန်းဆင်မှုက20%အဆင့်ကိုရောက်လာမယ်ဆိုလို့ရှိရင်တော့ဒါကစေဘဆိုင်ရာသုတေသနအတွက်ရောက်လာတာဖြစ်ပါတယ်ဒါကတော့ NPT ဘက်ကသတ်မှတ်ထားတဲ့အမြင့်ဆုံးပေါင်တစ်ခုပါပဲအဲ့ထက်ကိုကျော်လို့မရပါဘူးအခုဆိုလို့ရှိရင်အီရန်ရဲ့ယူရေနီယံတန်းဆင်မှုအခြေအနေတွေက60%အဆင့်အောင်ရောက်လာပြီဖြစ်ပါတယ်အဲ့တော့ဒီအဆင့်ကအရက်သားသုံးဖို့အတွက်လုံးဝမဖြစ်နိုင်တော့ပါဘူးနျူကလ িয়ার လက်နက်တစ်ခုထုတ်ဖို့အတွက်လိုအပ်တဲ့ယူရေနီယံ90%တန်းဆင်မှုရောက်ဖို့အတွက်ကအီရန်အတွက်ခြေတလန်းမဲ့လိုတော့ဖြစ်ပါတယ်ယူရေနီယံတန်းဆင်မှုတွေကိုကျွန်တော်9%ကနေ60%အထိတက်ရတာကတော်တော်ကြာတယ်ဆိုပေမဲ့အဲ့ဒီ60%ကနေ90%အထိရောက်ဖို့ဆိုတာကသိပ်မကြတော့ပါဘူးအရင်ကလွယ်သွားပါပြီအဲ့တော့ယူရေနီယံတန်းဆင်မှု90%ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဒါကနျူကလ িয়ার လက်နက်အဆင့်ကိုရောက်သွားပြီဖြစ်ပါတယ်အီရန်ဘက်ကတော့ဒါတွေကိုအရက်သားတာမန်စစ်တုံးနဲ့ရွေချက်အတွက်ပဲလုပ်တာဆိုပြီးတော့ပြောထားတာပေါ့ဗျာအဲ့တော့ဒါကဘာနဲ့တူလဲဆိုလို့ရှိရင်အိမ်မှာသူတို့ဟင်းချက်ဖို့အတွက်မိဖို့ချောင်တုံးရိုးတာမန် gas o လောက်ပဲတုံးတာဆိုပြီးပြောနေတယ်ဆိုပေမဲ့တကယ်တမ်းမှာကျတော့သူတို့အိမ်ထဲမှာဒုံးပြန်လောင်စာတွေကိုအောင်းထားတယ်လို့မျိုးဖြစ်နေတာပါဒုံးပြန်လောင်စာကိုဟင်းချက်ဖို့အတွက်ဘယ်သူမှလည်းမတုံးပါဘူးအဲ့တော့ဒါကြောင့်မလို့ပဲအီရန်ကိုသူတို့တွေမယုံကြတဲ့အနေအထားမျိုးရောက်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပဲဇွန်လတုန်းကအစ္စရေးဘက်ကအီရန်ရဲ့စစ်ဘက်နဲ့နျူကလ িয়ার အဆောက်အုံတွေထိပ်သီးပညာရှင်တို့စပြီးတိုက်ခိုက်လာပါတယ်အမေရိကန်ဘက်ကနေလည်းအီရန်ရဲ့စစ်စင်ရေးထဲမှာပါဝင်လာပြီးတော့အဓိကနေရာတွေဝင်ပြီးပုံကျဲခဲ့ပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကတော့အီရန်တွေဟာသူတို့အစ္စရေးဆက်လက်ရှင်တန်ရပ်တည်ဖို့အတွက်အကြီးမားဆုံးအဟန့်တားတစ်ခုဖြစ်နေတာမို့လို့အခုလိုမျိုးတိုက်ရတာဆိုပြီးပြောထားတာဖြစ်ပါတယ် If not stopped, Iran could produce a nuclear weapon in a very short time. It could be a year, it could be within a few months, less than a year. တကယ်လို့မတားဘူးဆိုလို့ရှိရင်လပိုင်းတွင်းမှာအီရန်ကနျူကလ িয়ার ဘုံးပိုင်ရှင်ဖြစ်သွားနိုင်တယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်နောက်ပြီးအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကလည်းအခုလိုမျိုးအီရန်ကိုပုံကျဲဖို့အတွက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်းအချိန်တော်ကြာကြီးကတည်းကတွန်းအားတွေစတိုက်ပေးနေကြတာဖြစ်ပါတယ်အစပိုင်းမှာကတော့တမ်မရဒေါ်နယ်ထရန့်ဘက်ကသူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေအားလုံးကလုံးဝကိုခြေမုံခံလိုက်ရပြီဆိုပြီးတော့အကျယ်တွင်းပြောခဲ့တာရှိပေမဲ့လည်းဒါပေမဲ့နောက်ပိုင်းမှာတော့ဒါကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့အဲ့လိုမဟုတ်ဘူးအချိန်တစ်နှစ်ကနေ2နှစ်လောက်ပဲအီရန်နေနောက်ကျသွားခဲ့တာဆိုပြီးပြန်ပြီးတော့ပြင်ပြောခဲ့ပါတယ်။နောက်ပြီးတကယ်တမ်းမှာကျတော့အီရန်ရဲ့သူတို့အစင်းမြေတန်းဆန်ထားတဲ့ယူရေနီယံလက်ကျန်တွေကဘာဖြစ်သွားလဲဆိုတာကိုဘယ်သူမှအတိအကျမသိရပါဘူး။တစ်ဖက်မှာကလည်းအခုလိုတိုက်ခိုက်မှုတွေကအီရန်ကိုသူတို့တွေနျူကလ িয়ার လက်နက်တကယ်လိုအပ်နေပြီဆိုတာမျိုးမိမောင်းထိုးပြလိုက်တယ်လို့လည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ပဲဒီတိုက်ခိုက်မှုတွေကနိုင်ငံတနိုင်ငံကိုနျူကလ িয়ার လက်နက်ပို့ပြီးလိုချင်လောင်တုံ့ပို့တယ်လို့မျိုးဖြစ်သွားနိုင်တာမို့လို့ကောင်းကျိုးတွေထက်ဆိုးကျိုးတွေကပိုပြီးများနိုင်ပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်တွေကအီရန်ရဲ့လက်ရှိဘုံကိုချင်းတို့ပြင်လိုက်မယ်ဆိုလို့ရှိရင်လေနောက်တစ်ချိန်မှာသူတို့တွေကဒီထက်ပိုပြီးနှက်တဲ့ချင်းတွေကိုတူးပြီးတော့ဆက်ပြီးလုံနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိနိုင်တာမလို့ပါအီရန်ကတော့သူတို့တွေဘက်ကနျူကလ িয়ার လက်နက်ကိုလုံးဝမထုတ်ဘူးဆိုပြီးတော့ညင်းနေကြတော့မှာပဲဒါပေမဲ့သူတို့ရဲ့ယူရေနီယံတပ်ဆင်မှုကိုတော့ဆက်ပြီးလှုပ်သွားမယ်လို့ဆိုထားပါတယ်ဒါကိုတမ်မရဒေါ်နယ်ထရန့်ကလည်းမင်းတို့ပြန်လှုပ်ရင်ငါတို့ကထပ်ပြီးတိုက်မယ်ဆိုပြီးထပ်ပြီးချင်းချောက်လာပါတယ်အဲ့တော့အီရန်ရဲ့အခြေအနေကတော်တော်ကိုရှုပ်ထွေးတဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့အရှိလေပိုင်းအခြေအနေတွေအားလုံးနဲ့ဆက်ဆက်နေပါတယ်နောက်ပြီး Global Nuclear Order ဆိုတဲ့ကမ္ဘာနျူကလ িয়ার စည်းကမ်းတွေထိန်းချုပ်မှုတွေကိုဘယ်သူကလုတ်ပိုင်ခွင့်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့လဲမိကုန်းတွေကမေးစရာဖြစ်နေပါတယ် NPT စာချုပ်မှာတော့နျူကလ িয়ার အင်အားကြီး9နိုင်ငံတွေကသူတို့ရဲ့လက်နက်တွေကိုဖျက်သိမ်းပါမယ်လို့ကတိပေးထားခဲ့ပေမဲ့လည်းသူတို့တွေအားလုံးရဲ့နျူကလ িয়ার စရိတ်တွေကိုကိုယ်စီမြှင့်နေကြပါတယ်2024နှစ်ထဲမှာတင်သူတို့အားလုံးရဲ့နျူကလ িয়ার အသုံးစရိတ်တွေကဒေါ်လာဘီလီယံ100ကျော်တောင်ရှိပါတယ်ဒီထဲမှာအမေရိကန်တနိုင်ငံတည်းရဲ့အသုံးစရိတ်တွေကတခြားနိုင်ငံတွေအားလုံးရဲ့ပေါင်းတာတဲ့ကိုပိုပြီးများနေပါတယ်ဒါကြောင့်ပဲအခုချိန်မှာ NPT စာချုပ်တွေကအတိုင်းသူတို့ပြောထားခဲ့သလိုမျိုးနျူကလ িয়ার လက်နက်ရှော့ချရေးဆိုတဲ့ညှိနှိုင်းမှုတွေကိုသူတို့တယောက်နဲ့တယောက်ပွေ့လင်းလင်းတွားနေကြတာမျိုးတော့မရှိပါဘူးရုရှားတွေကနျူကလ িয়ার လက်နက်တွေကိုထုတ်နေတယ်တစ်ဖက်မှာအမေရိကန်ကလည်းဒီဇိုင်းဟောင်းတွေကိုစနစ်တည်းမှာပြန်ပြီးထည့်နေတယ်နောက်ပြီးတော့တရုတ်ကလည်းအမေရိကန်နဲ့ရုရှားကိုအမိလိုက်နိုင်မှုစူးစမ်းနေကြပါတယ်ပိုင်ဆိုင်ထားပြီးသားနိုင်ငံတွေကတော့လူရှိမှာသဘောတူညီချက်တွေကိုဘယ်လိုပဲလုပ်နေပါစေနောက်ွယ်မှာတော့သူတို့တွေတယောက်နဲ့တယောက်ယုံကြည်မှုတွေမရှိနေကြတာမို့လို့တခါတလေကျရင်တခြားဘာမှမရှိတဲ့နိုင်ငံတွေအတွက်တကူကူထားပြလိုက်မျှော်လင့်ချက်မေ့နေတဲ့အနေအထားမျိုးရောက်နေရပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့နောက်ပိုင်းကနေအခုချိန်ထက်ထိဒီနျူကလ িয়ার လက်နက်တွေကိုစစ်ပွဲထဲမှာအမှန်တကယ်အသုံးမပြုရသေးဘူးဆိုတဲ့အချက်ကတော့မှန်နေတော့မှာဗျအဲ့တော့ဒီအချက်ကိုကျွန်တော်တို့ဒီအတိုင်းဆက်ပြီးမှန်နေဖို့အတွက်ဆုတောင်းရမှာဖြစ်ပါတယ် NPT စာချုပ်ကနေ2003ခုနှစ်မှာမြောက်ကိုရီးယားနှုတ်ထွက်သွားတော့စီးပွားရေးပိတ်ဆို့မှုတွေဖယ်ကျင်ခံရတာတွေဒီလိုအရေးယူခံရတာတွေနဲ့ပတ်သက်ပြီးတော့
တစ်ဖက်မှာအိန္ဒိယပါကစ္စတန်အစ္စရေးတွေကြတော့ရောမြောက်ကိုရီးယားလိုမျိုးဘာလို့အပြစ်ဒဏ်တွေမခံရတာလဲဆိုပြီးတော့မေးစရာဖြစ်လာပါတယ်ပထမတစ်ချက်ကတော့ဒီ၃နိုင်ငံစလုံးက NPT စာချုပ်တမ်းမှာအစကတည်းကလက်မှတ်ထိုးခဲ့တာမဟုတ်ပါဘူးအဲ့တော့ဒီစာချုပ်နဲ့ပတ်သက်တဲ့စည်းကမ်းတွေအပြစ်ဒဏ်တွေကသူတို့ပေါ်မှာမတက်ရောက်ပါဘူးနောက်ပြီးဒုတိယချက်အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့တခြားနိုင်ငံတွေကမတိမတာခွင့်ပြုထားတာမျိုးတွေကသူတို့မှာပြူဟာတွေရှိပါတယ်ဗျဥပမာအစ္စရေးဆိုလို့ရှိရင်အမေရိကန်ရဲ့မဟာမိတ်ဖြစ်နေတာမို့လို့အစ္စရေးမှာနျူကလ িয়ার လက်နက်ရှိတာမရှိတာနဲ့ပတ်သက်ပြီးသူတို့ဘက်ကဝေဝါးတဲ့ပုံစံမျိုးလုပ်နေတာနဲ့ပတ်သက်ပြီးအမေရိကန်ဘက်ကလည်းဒါကိုအနေထားတစ်ခုလောက်ထိမသိချင်အောင်ဆောင်ထားတယ်လို့မျိုးရှိနေပါတယ်နောက်ပြီးအိန္ဒိယဆိုလို့ရှိရင်လည်းတရုတ်ကိုထိန်းဖို့အတွက်ကအနောက်နိုင်ငံတွေအတွက်ပိုပြီးအရေးကြီးနေတာမို့လို့အမေရိကန်တွေကအိန္ဒိယကိုရေးယူဖို့တဲ့သဘောတူညီချက်တွေမှာတော့လက်မှတ်ထိုးပေးခဲ့တာရှိပါတယ်နောက်တစ်ချက်အနေနဲ့ပညာရှင်တွေယုံကြည်ထားတာကအိန္ဒိယနဲ့ပါကစ္စတန်ဒီနှစ်နိုင်ငံစလုံးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတာကအဲ့ဒီနယ်မြေဒေသကိုတည်ငြိမ်မှုတွေရှိစေတယ်ဆိုပြီးယုံကြည်ထားကြပါသူတို့နှစ်နိုင်ငံစလုံးကနျူကလ িয়ার လက်နက်တွေကိုစီရပြီးတဲ့နောက်ပိုင်းမှာနေဆက်ပြဿနာတွေကြီးကြီးမားမားမဖြစ်တော့ပါဘူးဒါမဲ့တစ်ဖက်မှာကျတော့မြောက်ကိုရီးယားကကျတော့နည်းနည်းရန်လိုတဲ့ပုံစံမျိုးတွေဒေသအတွင်းမှာမတည်မငြိမ်ဖြစ်စေတဲ့ပုံစံမျိုးတွေလုပ်နေတာမို့လို့သူ့ကိုနိုင်ငံတကာကအရေးယူပိတ်ဆို့တာတွေလုပ်နေရတာဖြစ်ပါတယ်ဟုတ်ကဲ့ခုလောက်ဆိုလို့ရှိရင်တော့ကမ္ဘာနျူကလ িয়ার လမ်းစဉ်မှာနိုင်ငံကြီးတွေကဘယ်လိုမျိုးတွားနေကြလဲဘယ်လိုမျိုးစပြီးဖြစ်လာခဲ့ကြလဲသူတို့တွေတယောက်နဲ့တယောက်ဘယ်လိုမျိုးထိန်းနေကြလဲဆိုတာနဲ့တခြားနိုင်ငံတွေကဒီနျူကလ িয়ার လက်နက်တွေကိုလိုချင်နေပါရဲ့နဲ့ဘာကြောင့်မလုပ်ရလဲဆိုတဲ့အချက်တွေနဲ့တချို့တွေကြတော့ဒီနျူကလ িয়ার လက်နက်တွေကိုဘာကြောင့်လုံးဝမလိုချင်နေကြတာလဲဆိုတဲ့အချက်တွေကိုအားလုံးကောင်းကောင်းလေးသိကြကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျဒီနေ့ဗီဒီယိုမှာပြောသွားတဲ့အချက်တွေမူရင်းအကိုးကားတွေအကုန်လုံးကိုအောက်ကပိုင် sharing ရဲ့ community ထဲမှာချတာပေးမှာဖြစ်ပါတယ်ကမ္ဘာစီးပွားရေးကြီးကဘယ်လိုပဲပြောင်းလဲနေပါစေကျွန်တော်တို့အတွက်အကောင်းဆုံးအကာအကွယ်တစ်ခုကတော့ဘယ်လိုအချိန်မျိုးမှမဆိုအသုံးဝင်နေမဲ့ personal brand နဲ့ digital scale တစ်ခုခုကိုပိုင်နိုင်နဲ့တက်မြောက်ထားဖို့ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်9နှစ်တာဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံတွေအမှားယွင်းတွေကိုသင်ခန်းစာယူပြီးကြည့်ရှုသူတွေအတွက်တန်ဖိုးရှိတဲ့ content တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာတွေကိုလာမယ့် Zero to YouTube Hero Training မှာအသေးစိတ်ပြန်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီသင်တန်းကတက်လိုက်ရုံနဲ့နေ့ချင်းညချင်းချက်ချင်းကြီးတထေးဖြစ်သွားမှာမျိုးတော့မဟုတ်ပါဘူးဗျဒါပေမဲ့ YouTube ရဲ့အလုပ်လုပ်ပုံ algorithm ကိုကောင်းကောင်းနားလည်သွားမယ်ကြည့်ရှုသူတွေကိုကောင်းကောင်းဆွဲဆောင်နိုင်တဲ့ script ရေးနည်းနဲ့ video editing အခြေခံတွေကိုပိုင်နိုင်သွားမယ်ပြီးတော့ခုလိုအချိန်မှာကိုယ်ပိုင် brand တစ်ခုကိုတည်ဆောက်ပြီးတော့နိုင်ငံခြားဝင်ငွေရှာနိုင်တဲ့လမ်းစာတစ်ခုကိုစနစ်တကျနဲ့သိသွားမှာဖြစ်ပါတယ်သင်တန်းကြီးကလည်းတသိန်းအောင်မပြည့်တဲ့9000ခွဲကျပ်နဲ့ပဲထားပေးပါတယ်ဒါကပညာရပ်တစ်ခုအတွက်သေချာလေးလုံးမယ်ဆိုလို့ရှိရင်တော့တကယ်ကိုတန်ဖိုးရှိတဲ့ယင်းနှိမ့်မြုံနှံမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်တကယ်လို့မှပထမတစ်ပတ်အတွင်းမှာစိတ်တိုင်းမကျဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဘက်ကအတန်းကြီးကိုအပြည့်အဝပြန်ပြီးအမ်းပေးမှာဖြစ်ပါတယ်အဲ့တော့လုံးဝအရှုံးမရှိပါဘူးဒါကြောင့်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အောက်က description နဲ့ comment မှာချထားပေးတဲ့ Telegram link ကနေ YouTube Hero ဆိုပြီးစာပို့လိုက်လို့ရပါတယ်ဟုတ်ကဲ့လာမယ့်ဗီဒီယိုတစ်ပုဒ်မှာတန်ဖိုးရှိတဲ့အကြောင်းအရာကောင်းတွေနဲ့ကျွန်တော်တို့ထပ်ပြီးဆုံကြရအောင်